မိမိတို့ဖုန်းထဲမှာရှိတဲ့ Chrome browser တွေကိုနှိပ်ပြီးတော့ဝင်လိုက်အောင်ပါယခုလို browser စာမျက်နှာပွင့်လာပြီဆိုရင်သူ့ရဲ့ search bar ထဲမှာမိမိတို့က pixverse.ai ဆိုပြီးတော့ pixverse.ai ဆိုပြီးတဲ့ website ကိုရှာဖွေရမှာဖြစ်ပါတယ်အဲ့တော့နှိပ်ပြီးတော့ search လုပ်ရအောင်ပါယခုလိုစာမျက်နှာပွင့်လာပြီဆိုရင်မိမိတို့ကထုံးစံအတိုင်း AI စာမျက်နှာတွေက login လုပ်ပြီးဝင်ရတာဖြစ်တဲ့အတွက် login ကိုနှိပ်လိုက်ပါမယ်ယခုလိုမိမိတို့မှာရှိပြီးသား Gmail account ကိုဝင်ပေးလိုက်ပါမယ်အဲ့တော့မိမိတို့ Gmail account နဲ့ဝင်ပြီးသားဖြစ်ရင်ယခုလို token 120 credit free ပေါ့နော် free credit ရပါတယ်ပြီးရင်လူရုပ်ပုံလေးနဲ့ account ပုံလေးပေါ်လာပါလိမ့်မယ်ပြီးလို့ရှိရင်ယခုလိုမိမိတို့အလုပ်လုပ်ဖို့အောက်ကစာမျက်နှာလေးတစ်ခုပေါ်လာပေးပါလိမ့်မယ်အဲ့ဒီတဲက effect ကိုနှိပ်လိုက်ပြီးဆိုရင်ဖြင့် Pixverse ထဲကနေပြီးတော့လုပ်လို့ရတဲ့ AI effect များစွာကိုဖော်ပြပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် effect ထဲမှာဆိုရင်ရေပန်းစားနေတဲ့နမ်းပြတဲ့ kiss me all ပြီးအုပ်စုလိုက်ကလို့ရတဲ့ let dance ဆိုတဲ့ effect ရပြီးတော့ချစ်လို့ဖက်ပြတဲ့ hug your love ဆိုတဲ့ effect နောက်တစ်ခါ360 microwave နောက်တစ်ခါကျွန်တော် sakura flat ဆိုတဲ့ effectနောက်တစ်ခါ polar ဝက်ဝင်လေးနောက်ကနေပေါ်လာတဲ့ polar bear shock နောက်တစ်ခါ kung fu တိုက်ခိုက်လို့ရတဲ့ kung fu club effect ရနောက်တစ်ခါကျွန်တော်တို့fashion shock ပြတဲ့ vogue club ဆိုတဲ့ effect ပြီးတော့ jelly cat everything နဲ့ဗလာပြတဲ့ muscle sash ဆိုတဲ့ effect စသဖြင့်ပေါ့လေ effect ပေါင်းများစွာကိုဒီမှာဖော်ပြထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်အဲ့တော့ကဒီ effect များစွာတွေကမိမိတို့ကကိုဗလာကိုရွေးပေးလိုက်ပါမယ်အဲ့တော့ muscle sash ကိုရွေးပြီးနှိပ်လိုက်ပါမယ်ရွေးပြီးနှိပ်လိုက်ရင်ယခုလိုဒီ image ကိုဒီမှာ upload လုပ်ပေးပါ image ဒါမှမဟုတ် video ကို upload လုပ်ပေးပါဆိုတောင်းပါတယ်အဲ့ဒါဆိုရင်ဒီမြားနေရာလေးကိုမိမိတို့ကနှိပ်ပေးလိုက်ရပါမယ်အဲ့တော့မြားနေရာနှိပ်ပေးလိုက်ရင်ဖုန်းထဲက gallery ကပုံတွေကိုသူသွားပြပါလိမ့်မယ်အဲ့တော့ဒီထဲကမိမိတို့ကပုံတစ်ပုံရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့က album ထဲကအမျိုးသားပုံတစ်ပုံကို add လုပ်ပြီးတော့ရွေးပေးလိုက်ပါမယ်စောနာကရွေးပေးလိုက်တဲ့ဓာတ်ပုံကိုဒီ Pixverse စာမျက်နှာမှာ upload တင်နေပါပြီเนาะဒီမှာရာခိုင်နှုန်းနဲ့ပြနေ80ရာခိုင်နှုန်းပြည့်သွားပါပြီဒီမှာဓာတ်ပုံလေးလာပြီးတော့ပေါ်ပေးပါလိမ့်မယ်เนาะအဲရှင်ရက်လေးမှာဓာတ်ပုံလေးလာပြီးတော့ပေါ်ပေးပါပြီအဲ့တော့ကလှုပ်ချင်တဲ့ blur effect ကိုလည်းရွေးပြီးပြီးတော့လှုပ်ပေးရမယ့်လူပုံလည်းရွေးပြီးဆိုရင်မိမိတို့က create ဆိုတဲ့နေရာကိုနှိပ်ပေးရမှာအဲ့တော့ create တစ်ခါမိမိတို့ AI တစ်ခေါက်သုံးရင်30 credit ကိုအသုံးပြုမှာဖြစ်ပါတယ်အဲ့တော့ဒီမှာမိမိတို့တန်းစီစရာမှာတင်ပြီးတော့ရင်သူကခဏစောင့်ပေးရမှာဖြစ်ပါတယ်ဒီမှာရာခိုင်နှုန်းနဲ့ပြနေပါပြီเนาะအဲ့တော့တဖြည်းဖြည်းချင်းနဲ့100ရာခိုင်နှုန်းဆိုရင်ရုပ်ပုံရပါလိမ့်မယ်မိမိတို့ရဲ့ internet ဆက်ကြောင်းပေါ်မူတည်ပြီးတော့အနှင်းအမြန်ရှိပါတယ်အဲ့တော့အခုဆိုရင်ဓာတ်ပုံလေးကတော့ယခုလိုဗလာပြတဲ့ပုံလေးဖြစ်သွားပါပြီဟုတ်ကဲ့ပါအဲ့တော့ဒီပုံလေးရပြီဆိုရင်မိမိတို့ကအောက်ကဒီ download ဆိုတဲ့မြားပြထားတဲ့နေရာလေးကိုတိတ်ပြီးတော့ဒီပုံကိုdownload လုပ်ပြီးတော့မိမိတို့ဖုန်းထဲမှာတင်ထားလို့ရပါတယ်အဲ့တော့ download မှာလည်းပဲသူက watermark ပါနဲ့မပါတာရှိတယ်ပါတာဆိုရင်ကြတော့ free ပေါ့ဗျာအဲ့တော့ watermark မပါခြင်းဆိုရင်တော့ provision ပတ်စံပေးရတဲ့ version ဖြစ်သွားနိုင်ပါတယ်အဲ့တော့သူ့ကို watermark ရွေးပြီးပြီဆိုရင်ယခုလိုမိမိတို့က save လိုက်ရင်ဖုန်းထဲမှာယခုလို download လုပ်ပြီးတော့တင်ထားပြီးသား video file ရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါယခုလို Pixverse AI စာမျက်နှာ web page ကိုအသုံးပြုပြီးတော့ရင်ဗလာပြတဲ့ကိုရောကိုယခုလိုဖန်တီးနိုင်ပါကြောင်းတင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နှစ်သက်ရင် like share comment လေးလုပ်ပြီးအားပေးခဲ့ကြပါဦးGangwon knowledge sharing channel ကိုလည်းပဲ subscribe မလုပ်တဲ့ mission subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဟုတ်ကဲ့ပါ bye bye